လှကျင်လို့ plastic surgery လုပ်ရင်လက်လွန်သွားသူများဒီလောကကြီးမှာလူတိုင်းနှိပါလှကျင်လို့ပြင်ဆင်ကြတယ်ဆိုပေမဲ့တချို့လူတွေရဲ့လှပခြင်းစိတ်ကကြောက်စရာကောင်းလောက်အောင်ပြင်းထန်လွန်ပါတယ်နောက်ပြီးတော့ဤပညာတွေတိုးတက်လာတဲ့ခေတ်မှာအလှပအတွက်ခွဲစိတ်ကူတာတဲ့ကိစ္စကလည်းထမင်းစားရေတောက်ဖြစ်လာပါတယ်တချို့သူတွေကြတော့လေဘလောက်ပဲခွဲစိတ်ပြုပြင်နေပါစေကိုယ့်မျက်နှာကိုစိတ်တိုင်းမကြလို့အချင်းချင်းထပ်ပြီးတော့ခွဲစိတ်တက်ကြပါသေးတယ်ဒီလိုခွဲစိတ်ကြရင်ပင်ကိုရုပ်ထက်ပိုဆိုးတဲ့အခြေအနေတွေလည်းဖြစ်လာတတ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေကြိုဆိုပါရစေဒီကနေ့ဗီဒီယိုလေးမှာတော့လှကျင်လို့ခွဲစိတ်ကမှပိုဆိုးသွားတဲ့ဆယ်လီတွေရဲ့ဖြစ်ရတဲ့ချို့မျှဝေပေးသွားမှာဖြစ်ပါတယ်ဟမ်မီရိုကိုတဘာဝကပေးထားတဲ့အလှပကိုတန်ဖိုးမထားတတ်တဲ့ဟမ်မီရိုကိုရဲ့လှကျင်စိတ်ကသူ့ကိုပြန်ဒုက္ခပေးသွားခဲ့တာပါဟောင်ကောင်မော်ဒယ်နဲ့အဆိုတော်ဖြစ်တဲ့ဟန်ရဲ့အလှကရွက်ကျန်းရည်ကျိုးအဆင့်တက်တာလွန်နေခဲ့ပါတယ်ဒါကိုမကျေနပ်နိုင်တဲ့ဟန်တယောက်အသက်28နှစ်ပြည့်မှာ plastic surgery လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ဟောင်ကောင်မှာလုပ်ဖို့အဆင်မပြေတာကြောင့်ဂျပန်ကိုပြောင်းခဲ့ပြီးမျက်နှာပေါ်ကစိတ်တိုင်းမကျတဲ့အစိတ်ပိုင်းတွေကိုစိတ်ရှည်တန်းခွဲစိတ်ခဲ့တာပါဘလောက်ထိခွဲစိတ်ခဲ့တယ်လဲဆိုရင်ဂျပန်ကဆရာဝန်တွေကဟန်ကိုဆက်ပြီးတော့ခွဲစိတ်မပေးတော့တဲ့အထိဖြစ်ပါတယ်အဲဒါကြောင့်မဲဟန်တယောက်တောင်ကိုရီးယားကိုထပ်ပြောင်းခဲ့ပါတယ်ကိုရီးယားမှာလည်းခွဲစိတ်ကူးသားမှုတွေထပ်လုပ်နေခဲ့လို့နောက်ဆုံးမှာတော့မိဘအရင်တွေကဟန်ကိုမမှတ်မိနိုင်တော့တဲ့အထိဖြစ်ခဲ့တာပါဒီအချိန်မှာတော့ဟန်တယောက်ခွဲစိတ်မှုတွေရဲ့ဘေးထွက်ဆိုးကျိုးတွေကိုစတင်ပြီးခံစားနေရပါတယ်ဒါတော့မှမျက်နှာပြူပြင်းတဲ့ကိစ္စတွေကိုဟန်ကလက်မလျှော့သေးပါဘူးခွဲစိတ်မှုတွေထပ်မလုပ်တော့ပေမဲ့ဆီလီကွန်ထိုးတဲ့ကိစ္စကိုလည်းလုပ်နေခဲ့တာပါကန်ဆိုးကျင်တော့ဟန်သုံးတဲ့ဆီလီကွန်တွေဈေးကွက်ထဲမှာပြတ်သွားပြီးတဲ့နောက်ရရအမျိုးအစားတွေကိုထိုးထည့်နေရင်မျက်နှာကတနေ့တခြားရုပ်ပြက်ဆင်းပြက်ဖြစ်လာပါတယ်ဒီမျက်နှာကြီးနဲ့ဟန်တယောက်အနုပညာလုပ်တွေကိုလည်းဆက်မလုပ်နိုင်တော့ပါဘူးဟန်ကိုဂယုဏတက်တဲ့ပရိသတ်တချို့ရဲ့ကူညီမှုနဲ့မျက်နှာခွဲစိတ်မှုကိုပြုလုပ်ခဲ့ပေမဲ့အရွယ်စားပေးရှော့ချနိုင်ခဲ့ပြီးတော့မူလမျက်နှာကိုတော့ပြန်မရနိုင်တော့ပါဘူးအဲနောက်ပိုင်းဟန်တယောက်စိတ်ဖိစီးမှုတွေကြောင့်စိတ်ကျန်းမာရေးဆရာဝန်နဲ့ကုသမှုခံယူခဲ့ရသလိုတစ်ဖက်ကလည်းစားဝတ်နေရေးအတွက်အဝတ်ထည်ဟောင်းတစ်ဆိုင်မှာဝန်ထမ်းဖြစ်နေဝင်လုပ်နေခဲ့ရပါတယ်ဒီချိန်မှာတော့ဟန်တယောက်တဘာဝတက်ပိုလာခြင်းတဲ့စိတ်ကိုနောင်တရလို့မဆုံးနိုင်အောင်ပဲရှိနေခဲ့တာပါမိုက်ကီရိုရဲ့ plastic surgery ခီးကတော့သူများရည်နဲ့မတူပါဘူးလက်ဝဲသမားဖြစ်ခဲ့တဲ့မိုက်ကီရိုကမျက်နှာပေါ်ကဒဏ်ရာဟောင်းတွေပျောက်သွားအောင် plastic surgery လုပ်ခဲ့တဲ့သူပါအရင်တော့ကသေဆောင်လုပ်ခဲ့ပြီး1990ခုနှစ်ကျမှလက်ဝဲနယ်ပယ်တွေကိုခြေချခဲ့တဲ့မိုက်ကီရိုတယောက်တာထွက်ကောင်းခဲ့ပါတယ်စနစ်ပွဲစတိုက်အနိုင်ရပြီးတဲ့နောက်မှာမိုက်ကီရိုတယောက်အောင်မြင်မှုတွေယူလာနိုင်ပေမဲ့မျက်နှာပေါ်မှာတော့ဒဏ်ရာတန်ချက်တွေကျန်ခဲ့ပါတယ်တချို့လက်ဝဲသမားတွေကဒီလိုဒဏ်ရာတန်ချက်တွေကိုအမတ်တရအနေနဲ့မျက်နှာပေါ်မှာထားမှဖြစ်ပေမဲ့ရုပ်တံဒီမှာမကြာခဏတက်ရောက်ရတဲ့မိုက်ကီရိုကဒီဒဏ်ရာတွေကိုခွဲစိတ်ချင်နေပါတယ်ဒါကြောင့်လည်းမျက်နှာလေးအဆင်ပြေဖြစ်သွားအောင် plastic surgery လုပ်ခဲ့ပါတယ်တစ်ကြိမ်ခွဲစိတ်လိုက်စိတ်တိုင်းမကျဖြစ်လိုက်နောက်တစ်ကြိမ်ခွဲစိတ်လိုက်နဲ့မိုက်ကီရိုရဲ့ plastic surgery ခီးစဉ်ကမှန်းထားတာထက်ကိုပိုရှိခဲ့ပါတယ်အဲ့ဒီအချိန်မှာသူ့ရဲ့မျက်နှာကလည်းအရင်မျက်နှာနဲ့တော်တော်လေးကွာခြားနေပါတယ်ဒီအချိန်မှာတော့မိုက်ကီရိုလည်းခွဲစိတ်မှုတွေကိုလုံးဝရပ်ဆိုင်းလိုက်ပါတယ်ပြီးတော့လက်ရှိဖြစ်တဲ့မျက်နှာသားကိုမကြိုက်သေးပေမဲ့ခွဲစိတ်မှုတော့ထပ်မလုပ်တော့ဘူးဆိုတာအင်တာဗျူးဒီမှာဖြေခဲ့ပါတယ်အနာစတေးရှားဖိုကရက်ရှာယူကရိန်းမော်ဒယ်တယောက်ဖြစ်တဲ့အန်နာရဲ့မျက်နှာအလှပြင်တဲ့ခီးကလည်းမျိုးစုံကြုံခုန်နေအောင်စုံလင်လှပါတယ်သူကမျက်နှာပိုးတွတ်ထိုးတာခွဲစိတ်တာမေးရုပ်ပြင်တာနှာခေါင်းရုပ်ပေါ်တာစသဖြင့်နဲ့စိတ်ထင်တိုင်းခွဲစိတ်ခဲ့သူဖြစ်ပါတယ်ဒီလိုလုပ်ရတဲ့ရဲချက်ကပိုလှဖို့ဖြစ်ပေမဲ့အန်နာတယောက်ပစုံရိုးတွေပိုဖောင်းထွက်လာပြီးကတ်တုံးကားတွေကဗီလီမာကြီးတွေလိုဖြစ်လာခဲ့တာပါအန်နာပလက်စစ်ဆာဂျူရီဆောက်လုပ်တဲ့အချိန်ကအသက်26နှစ်ဖြစ်ပြီးအဲ့ဒီချိန်တုန်းကရိုးရိုးရွင်ရင်နဲ့ချစ်စရာပုံစံရှိပါတယ်အန်နာကသူခွဲစိတ်ခဲ့တဲ့ချိန်တွေကိုဗီဒီယိုရိုက်ပြီးအွန်လိုင်းမှာတင်ကအတွေ့အကြုံတွေကိုဝေမျှခဲ့ပါတယ်နောက်ပြီးတော့တခါလေကြာရင်လေကိုရိုင်းနှကန်းဖီလာထိုးတဲ့ဗီဒီယိုတွေကို live link ပြတတ်ပါတယ်အဲ့ဒီချိန်မှာအန်နာတယောက်ခက်ချမ်းချမ်းရုပ်ကြီးပိုင်ဆိုင်နေခဲ့ပါပြီဗီလီကာတုံးရုပ်ကြီးပုံစံပေါက်နေပေမဲ့အန်နာကတော့ဒီချိန်ဒီသူ့ကိုသူလှတယ်လို့ထင်နေတော့မှာ2020တုန်းကလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာအန်နာကတချို့ခွဲစိတ်မှုတွေကိုမှားယွင်းပြီးတော့လှုပ်ဆောင်မိခဲ့ကြောင်းတစုံတစဝန်ခံခဲ့ပါတယ်နောက်ပြီးတော့ဒီချိန်ရောက်တော့မှရလာတဲ့ချိန်တွေကိုလက်ခံရတော့မှဖြစ်ကြောင်းပြောခဲ့ပါသေးတယ်ရာဂျီနာရီနက်ဆင်ရာဂျီကတော့ American စာရေးဆရာအဆိုတော်တူဖြစ်ပြီး LGBT အခွင့်အရေးလှုပ်ရှားသူတယောက်အနေနဲ့လူသိများပါတယ်ရုပ်သံရှိုးတွေထဲမှာလည်းအမြဲတမ်းပါတက်သူတယောက်ဖြစ်ပြီးကိုပိုင်ရုပ်သံရှိုးတစ်ခုလည်းထုတ်လွှင့်ခဲ့ပါတယ်ရာဂျီရဲ့ရုပ်သံရှိုးတွေမှာမျက်နှာခွဲစိတ်မှုကုသခဲ့သူတွေရဲ့အတိုင်းဆောင်တွေကိုဆွေးနွေးပြောဆိုကြပါတယ်ရာဂျီကိုရိုင်းကဒီလိုခွဲစိတ်မှုမှာမျှော်လင့်မထားတဲ့အခြေအနေကိုရလာခဲ့သူပါဒီကုလုံးဆေးထိုးတဲ့နေရာဆေးထိုးခွဲစိတ်တဲ့နေရာခွဲစိတ်လုပ်ခဲ့တဲ့ရာဂျီဟာစိတ်ထဲမကျတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ခဲ့တာပါအဲ့ဒီချိန်ကစပြီးလူတွေနဲ့ကင်းနေခဲ့သလိုစိတ်ကျန်းမာရေးဆရာဝန်တွေနဲ့ပါကုသမှုခံယူခဲ့ပါတယ်နောက်ပြီးတော့ဒီလိုခွဲစိတ်မှုလုပ်တဲ့အခါမှာနောက်တရမိကြောင်းဝန်ခံခဲ့ပါတယ်ဆက်ပြီးတော့လည်းဖြစ်နိုင်ရင်သဘာဝအလှပကိုတန်ဖိုးထားဖို့ရာဂျီကတိုက်တွန်းခဲ့ပါတယ်ဒီနေ့ကြောင်းရလေးကတော့လှကျင်လို့ plastic surgery လုပ်မိကမှပိုဆိုးသွားတဲ့ဆယ်လီတချို့အကြောင်းဖြစ်ပါတယ်အားလုံးပဲဗီဒီယိုလေးကနေထူးဆန်းတာတွေသိလိုက်ရလို့နှစ်သက်လိမ့်မယ်လို့ထင်ပါတယ်အဆုံးထိကြည့်ရှုပြီးလို့ကျေးဇူးတင်ပါတယ်